တရေပုံရင်တရေဇလန်းတွေတင်ပြီးတော့ YouTube Facebook နဲ့ TikTok တွေမှာပတ်စံချခြင်းတဲ့သူတွေရှိလားရှိတယ်ဆိုရင်ဒီဗီဒီယိုကိုစောအောင်ကြည့်သွားပါဒီဗီဒီယိုကိုကြည့်ပြီးပြီဆိုတာနဲ့တရေဇလန်းတစ်ပုဒ်ကိုတင်ဖန်တီးတတ်သွားပါလိမ့်မယ်တရေဇလန်းဆိုတာကလူကြိုက်များတဲ့ content အမျိုးအစားဖြစ်လို့ဘယ် platform မှာပဲတင်အချိန်တိုတွင်အောင်မြင်နိုင်တဲ့ content အမျိုးအစားပဲဖြစ်ပါတယ်ကျွန်တော်တယောက်တည်းရဲ့အမြင်အရဆိုရင်တော့ကိုယ်တိုင်ကတရေဇလန်းတွေဖန်တီးရတာဝါသနာပါတယ်ဆိုရင်ဒီ content မျိုးကိုရွေးချယ်ပါလို့ပဲအကြံပေးခြင်းပါတယ်ဒီနေ့မှာတော့ကျွန်တော်ကတရေဇလန်းကိုဘယ်လိုဖန်တီးရမလဲဘယ်လို script ရေးရမလဲဘယ်လိုပုံတွေထုတ်ပြီးတော့ဘယ်လို update ရမလဲဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲအဆင်သင့်ဖြစ်ပြီဆိုရင်ကျွန်တော်နဲ့အတူတရေဇလန်းဖန်တီးဖို့အတွက်စလိုက်ကြရအောင်ဗျကျွန်တော်တို့တရေဇလန်းဖန်တီးဖို့အတွက်ပထမဦးဆုံးအနေနဲ့ပုံမြင်ကိုရေးရမယ်ပုံမြင်အတွက် script ဘယ်လိုရေးမလဲဆိုတော့ကျွန်တော်ကဒီမှာ Gemini ကိုသုံးပါတယ် Gemini ဒါမှမဟုတ်ရင် ChatGPT ကိုလည်းသုံးလို့ရပါတယ်ကျွန်တော်ကဒီမှာ Gemini နဲ့သုံးပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ Gemini နဲ့ကိုဝင်မယ်ဝင်ပြီးသွားလို့ရှိရင် Gemini နဲ့မှာကိုလှုပ်ရှင်တဲ့တရေဇလန်းပေါ့ဥပမာကျွန်တော်ကတော့ဒီမှာခရီးသွားရင်ကြုံခဲ့ရတဲ့တရေဇလန်းတစ်ပုဒ်ရေးပေးပါဒီမှာမိတ်ဆွေတို့က10မိနစ်လောက်မလားနာရီဝက်လောက်မလား5မိနစ်လောက်မလားကိုကြိုက်တဲ့ပုံစံနဲ့ရေးခိုင်းလို့ရပါတယ်တရေဇလန်းတစ်ပုဒ်3မိနစ်စာရေးပေးပါကျွန်တော်ကတော့ဒီမှာအလွယ်ပဲပြောပြသွားမှာပဲဖြစ်ပါတယ်โอเคဒီမှာသူကဇလန်းခေါင်းစဉ်နဲ့အောက်မှာဇလန်းမှာပြောမယ်အကြောင်းအရာတွေအကုန်လုံးကိုသူကဒီအောက်မှာရေးလာပေးပြီးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဖုန်းထဲကိုတင်ထားကျင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်စာအုပ်မှာချရေးကျင်တာပဲဖြစ်ဖြစ်သူရေးထားတဲ့ဇလန်းကိုချရေးပါဒါဆိုရင်ကျွန်တော်တို့ဒီဇလန်းအတွက် script ရပြီဆိုရင်ကျွန်တော်တို့ဟာနောက်ထပ်ဗီဒီယိုလုပ်ဖို့အတွက်ဓာတ်ပုံလိုတယ်ဓာတ်ပုံကကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ဒီအောက်မှာပဲဒီဇလန်းနဲ့ပတ်သက်တဲ့ပုံထုတ်ရန်အတွက် prompt ပေးပါ PRစင်တစ်ခုချင်းစီအတွက် prompt နှစ်ခုစီပေးပါโอเคဒီမှာဆိုရင်ဒီဇလန်းနဲ့ပတ်သက်များအသေးစိတ်အကုန်လုံးကိုဒီမှာသူက prompt ပေးလိုက်ပြီဖြစ်ပါတယ်အပိုင်း1အပိုင်း2အခန်း1အခန်း2အခန်း3ဆိုပြီးတော့သူမှာ prompt လေးချပေးလာပြီဒါဆိုရင်ကျွန်တော်တို့ဒီ prompt ကိုကျွန်တော်တို့ကဓာတ်ပုံအဖြစ်ပြန်ပြောင်းမယ်ပထမကျွန်တော်တို့ဒီမှာဇလန်းထဲမှာပြောမယ်ဇလန်းအကြောင်းအရာတွေအကုန်လုံးလည်းရပြီပြီးတော့ဒီအောက်မှာဇလန်းထဲမှာသုံးမယ် AI ဓာတ်ပုံလည်းရပြီဒါဆိုရင်ဓာတ်ပုံထုတ်ဖို့အတွက်ကျွန်တော်တို့တစ်ဆင့်ဆက်သွားမယ်ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့ဒီမှာပထမအဆုံးအနေနဲ့အခန်း1က prompt 1အဲ့ prompt 1ကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီအောက်မှာစာလေးတေချာလေး select လုပ်မယ် select လုပ်ပြီးတော့ copy ယူလိုက်မယ် copy ယူပြီးတော့ကျွန်တော်တို့ဓာတ်ပုံတစ်ထုတ်မယ်ဒီမှာကျွန်တော်တို့ဓာတ်ပုံကထုတ်လို့ရတဲ့ software တွေအများကြီးရှိပါတယ်ဒီမှာကျွန်တော်တို့စောနာကယူလာတဲ့ prompt ကိုဓာတ်ပုံထုတ်ရန်အတွက်ကျွန်တော်ကတော့ Grok AI နဲ့ထုတ်ပြသွားမှာပဲဖြစ်ပါတယ် Grok လေးကိုဝင်မယ်မိတ်ဆွေတို့ဒီ Grok AI ကိုမဒေါင်းရသေးဘူးဆိုရင် Play Store မှာတွားပြီးတော့ down ထားပါဘယ်လိုရေးရမလဲဆိုတော့ဒီအောက်ကစာရေးတဲ့စီမှာကျွန်တော်စောနာယူလာတဲ့ prompt လေးကိုချရေးလိုက်ဗျချပြီးတော့ဘေးကမြားလေးကိုပဲနှိပ်လိုက်ဒါဆိုရင်ဒီ prompt နဲ့ပတ်သက်တဲ့ဓာတ်ပုံလေးကိုသူကထုတ်လာပေးပြီးပဲဖြစ်ပါတယ်โอเคဒါဆိုရင်ဓာတ်ပုံလေးကိုထုတ်လာပေးပြီးဆိုတော့ကျွန်တော်တို့ကဒီဓာတ်ပုံလေးကို save မယ်ဒီအောက်မှာ save တဲ့ခလုတ်ကလေးရှိတယ်ဗျโอ
Okay ဒါဆိုရင်ကျွန်တော်တို့ဓာတ်ပုံတစ်ပုံရပြီကြံတဲ့အခြားသောအပိုင်းတွေကိုလည်းအဲ့လိုမျိုးနီးနေပဲ copy ယူလိုက်ဓာတ်ပုံတစ်ထုတ်လိုက် copy ယူလိုက်ဓာတ်ပုံတစ်ထုတ်လိုက်ထုတ်လိုက်ပါတကယ်လို့မိတ်ဆွေတို့က Grok AI မှာပုံထုတ်ရတာအခက်အခဲဖြစ်တယ်ဆိုရင်လည်းဒီ Gemini AI မှာပဲထုတ်လို့ရပါတယ်ပြီးရင်ဒီတောင်းကအဆက်ကလေး30နှိပ်ပြီးတော့ new chat ကိုနှိပ်လိုက်ဗျ new chat ကိုနှိပ်ပြီးတော့ဒီမှာဆွမ်းနာကကျွန်တော်ယူလာတဲ့ prompt ကိုပဲချလိုက်လို့ရှိရင်သူ Gemini AI ကဓာတ်ပုံလုပ်ပေးလိမ့်မယ်ဗျ Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာ Gemini မှာလည်းဓာတ်ပုံကိုဒီလိုမျိုးထုတ်လို့ရပါတယ်ပြီးတော့လို့ရှိရင် save လိုက်ပါပြီးတော့လို့ရှိရင်ဆွမ်းနာကျွန်တော်တို့ prompt ပြန်ယူရန်အတွက်ဘေးက down ကလေးကိုနှိပ်လိုက်လို့ရှိရင်အောက်မှာအဲ့ဒီစာတမ်းအပြလေးရဲ့အောက်မှာကျွန်တော်ဆွမ်းနာကတုံးခဲ့တဲ့အဟောင်းလေးရှိတယ်အဲ့နာလေးပြန်နှိပ်လိုက်ဒါဆိုရင်ဆွမ်းနာကျွန်တော်တို့ရေးခဲ့တဲ့ဇလန်းရောအောက်မှာ prompt တွေရောရှိပါတယ်အမှအခန်းတစ်ခုချင်းစီအလိုက် prompt တွေကို copy ယူပြီးတော့သွားပြီးတော့ဓာတ်ပုံထုတ်ပါ Gemini AI မှာလည်းထုတ်လို့ရတယ်လို့ဆွမ်းနာကကျွန်တော်ပြောတဲ့ Grok AI မှာလည်းထုတ်လို့ရပါတယ်မိတ်ဆွေတို့ကြိုက်နှစ်တက်ရာ AI မှာတွားပြီးတော့ထုတ်ပါဒါဆိုရင်ကျွန်တော်တို့ဇလန်းလည်းရပြီဓာတ်ပုံလည်းရပြီဆိုရင်ကျွန်တော်တို့တွားပြီးတော့ edit ကြပါဗျမိတ်ဆွေတို့အနေနဲ့တေချာလေး edit ပြီးတော့ဗီဒီယိုလေးကိုဖန်တီးပါဗျတရေဇလန်းဖြစ်တဲ့အတွက်စကားပြောတဲ့အခါမှာစိတ်လှုပ်ရှားစရာအတန်တွေအတန်အနှိမ့်မြင့်အသက်ကြတွေကိုဂယူးဆိုင်ပြီးတော့အတန်သွင်းပါပြီးတော့တရေဇလန်းဖြစ်တဲ့အတွက်နောက်ခံအတန်တွေကိုလည်းဂယူးဆိုင်ပြီးတော့ထည့်ပေးဖို့ကျွန်တော်ကပြောချင်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့မိတ်ဆွေတို့အနေနဲ့နားလည်သဘောပေါက်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ကျွန်တော်ကိုယ်တိုင်ကြော်ဖြတ်ခဲ့ရတဲ့အခက်အခဲတွေအတွေ့အကြုံတွေကိုဒီ channel လေးမှာအမြဲမပြတ်ချပြတင်ဆက်သွားမှာဖြစ်လို့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့တင်ဆက်ပြသမှုကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားဖို့မမေ့ပါနဲ့ကြည့်ပေးသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲကိုယ်ချမ်းသာခြင်းစိတ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ကဆုတောင်းပေးလိုက်ပါတယ်